ဟုတ်ကဲ့အရင်ဘူဂျိုးကပြောခဲ့တဲ့အပိုင်းကိုပြန်ဆက်ပြောရအောင်ပါဒီပိုင်းကတော့ကလော့တစ်ခုလည်းမဟုတ်ပဲကိုင်းချက်မှာကာဗနာလို့ခေါ်တဲ့ centrifugal clutch တစ်ခုပါတဲ့စနစ်ပါသူကဂီယာဘောရဲ့ဝင်ရှက်မှာကလပ်ပြား၄ချက်နဲ့တံပြား၃ချက်ရဲ့ကိုညှပ်ပေးထားတဲ့အတွင်းထိုင်ရင်ဘေးဘက်ကကလော့အောင်အင်ကုန်ရဲ့ပဲပါပါတယ်သူ့နောက်မှာကိုပနီယန်ကြီးတစ်ခုရှိပါတယ်အဲ့ပနီယန်ကဘေးကကာဗနာစလောင်းရဲ့ပနီယန်အသေးနဲ့ချိတ်ဆက်ထားပါတယ်ကာဗနာစလောင်းရဲ့အတွင်းမှာတော့ကာဗနာရှူ၃ခုရှိပါတယ်သူရဲ့ဖွဲ့စည်းပုံကတော့ရိုးရှင်းပါတယ်သူရဲ့လို့ကိုပြောရရင်အင်ဂျင်ရဲ့ရုံးအားကကာဗနာရှူနဲ့စလောင်းတွေစီကနေတစ်ဆင့်ကလော့အောင်အပြင်ကုန်ကိုယုံပေးတာပါအဲ့ကနေမှတစ်ဆင့်ဂီယာဘောဝင်ရှက်ကိုလှုပ်စေတာပါပဲဒီစနစ်မှာတော့ကလော့အောင်ဖိရဲ့စနစ်နှမျိုးရှိပါတယ်ဟွန်ဒါကိုပဲအဓိကပြောရရင်ပွေစီမှာဆိုရိုးဖြစ်ပြီးတော့ဂရင်းတို့လိုဘိန်းကြီးမှာဆိုရင်တော့ဘောဂျင်နဲ့ဖိရဲ့စနစ်ကိုတုံးထားပါတယ်ဒါကြောင့်အဲ့ဘိန်းတွေကိုဘောဂီယာလို့ခေါ်တင်ကြတာပဲဖြစ်ပါတယ်ချုပ်ပြောရရင်တော့ဒီစနစ်ကဂီယာချင်းရညံ့ညောပြီးတော့ပြင်စေးတော့မတတ်တာဘူးဗျဟုတ်ကဲ့ဒီဗီဒီယိုလေးကိုဒီလောက်နေမှညီကုန်းချုပ်ပြရစီအားလုံးပဲ good night ပါဗျ